change ဝင်နေကြဆိုင်ကိုရောက်တာနဲ့ပိုင်ဗီဒီယိုလေးရိုက်ပြီးဖြစ်ခဲ့ပါတယ်ရှင်ဒီဆိုင်မှာလေး change တွေကကာလာလဲတော်တော်လေးစုံတယ်ဒီဇိုင်းလဲစုံပြီးတော့အရွယ်အစားလဲတော်တော်လေးစုံပါတယ်ရှင်တခြားဆိုင်တွေမှာလည်းပိုင်က change တွေဝယ်ခဲ့ပူးပါတယ်ဒါပေမဲ့ဒီဆိုင်ကဒီကျိုးတွေကိုတော့ပိုင်ကတော်တော်လေးသဘောကျတယ်အထူးသဖြင့် quality ကိုပိုင်ကပို့ပြီးတော့သဘောကျပါတယ်ပိုင်က change တွေကိုပိုင်ရဲ့အိတ်တွေမှာတက်ပြီးတော့အသုံးပြုတယ်ပြီးအိတ်တွေကိုလည်းပိုင်ကိုယ်တိုင်သုံးကြည့်တယ်နေတိုင်းလိုသုံးနေရတော့မှပဲဒီ change quality ကလုံးဝအယောင်ရော့မသွားဘူးအဲ့ဒါကြောင့်ပိုင်အရင်သဘောကျတာမို့လို့ပြန်ပြီးတော့မျှဝေပေးတာပါအခွေလိုက်လဲရောင်းတယ်လို့မျိုးတစ်ခိုက်နှစ်ခိုက်ဆိုပြီးတော့ဖြတ်ပြီးတော့လဲရောင်းပါတယ်ဈေးတွေကတော့အစားစားပါရှင်အနည်းဆုံးတစ်ခိုက်ကိုဘတ်20တန်းကနေစပြီးတော့အများဆုံးတစ်ခိုက်ကိုဘတ်200တန်းအထိလည်းရှိပါတယ်တမျိုးချင်းစီရဲ့အသေးစိတ်ဈေးကိုသိချင်တော့ပိုင်ကို chat box မှာလာပြီးတော့မေးလို့ရပါတယ်ရှင်လိုချင်တဲ့သူရှိရင်လည်းပိုင်ကဝယ်ပြီးပို့ပေးပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတာ